customer တယောက်ကိုကိုယ့်ရဲ့ fault တွေတယောက်ဖြစ်လာအောင်လုပ်နိုင်တဲ့နည်းလမ်းတစ်ခုအဲ့ဒီနည်းလမ်းကတော့ဈေးအောင်ရဖို့ထက် customer တွေနှလုံးသားချင်းနှီးစပ်ဖို့ပိုပြီးဦးစားပေးတာပါအဲ့လိုနှလုံးသားချင်းနှီးစပ်သွားပြီဆိုရင် customer တွေကလုပ်ငန်းတူပြိုင်ဘက်တွေထက်တဲ့လုပ်ငန်းစီမှာပဲထပ်ခါလာရောက်အားပေးပါလိမ့်မယ်ဒါဆိုရင် customer တွေနဲ့နှလုံးသားချင်းနှီးစပ်ဖို့ဘာတွေလုပ်လို့ရနိုင်မလဲ number 1တခုမရောက်ခင် customer တွေနဲ့အရင်ဆုံးယုံကြည်မှုတည်ဆောက်ပါဘယ်လိုတည်ဆောက်ရမလဲဆိုတော့ customer တွေအတွက်အမှန်တကယ်အကျိုးရှိစေမဲ့ value တစ်ခုပေးပါဥပမာ Shari Content တို့ Free Samsung တို့ပေါ့ number 2 customer တွေမျှော်လင့်ထားတာထက်ပိုပေးပါဘာလို့လဲဆိုရင် customer ရဲ့စိတ်ထဲမှာပေးရတာတဲ့တန်တယ်လို့ခံစားသွားရရင်တင် brand ကိုသူတို့စိတ်ထဲမှာစေသားမကပိုပြီးဆွေးမြဲသွားစေပါလိမ့်မယ်ဥပမာ product quality က customer ထင်ထားတာတဲ့ပိုကောင်းနေတာမျိုးမှာလိုက်တဲ့ပစ္စည်းကထင်ထားတာတဲ့ပိုမြန်ပြီးရောက်လာတာမျိုးပေါ့ number 3 loyalty program လေးတွေစီစဉ်ပေးပါ customer တွေကကိုယ့်စီမှာပဲထပ်ခါဝယ်ပြစ်အောင်9ကဝယ်တစ်ခါ free ဒါမှမဟုတ် VIP ကတ်လိုမျိုး loyalty program လေးတွေကိုစီစဉ်ပေးပါ number 4အမြဲတမ်း feedback ရယူပါတဲ့ရဲ့ product တော့မဟုတ် service နဲ့ပတ်သက်ပြီး customer တွေစီက feedback ရယူကပြင်ဆင်တင်တာတွေကိုပြင်ဆင်ပါ customer တွေရဲ့လိုအပ်ချက်တွေအခက်အခဲတွေကိုတေချာနားထောင်ပေးပြီးတက်နိုင်တဲ့တော့ဖြည့်ဆည်းပေးပါအခုပြောပြတဲ့အချက်လေးတွေကိုတေချာလေး user နဲ့ လိုက်လုပ်မယ်ဆိုရင်တော့ customer တွေကနေဖောက်တယ်ဖြစ်လာဖို့ဆိုတာထင်သလောက်ခက်ခဲတော့မှာမဟုတ်ပါဘူးအားလုံးအဆင်ပြေကြပါစေ